2025 ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာကြာရောက်မဲ့52နှစ်မြောက်ရခိုင်ပြည်နယ်နေ့ခမ်းနားသို့တက်ရောက်ရန်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်ဦးအောင်လင်းတွေဟာပြည်ထောင်စုဝန်ကြီးများအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဗိုလ်အကြံပေးအဖွဲ့ဝင်များနဲ့အတူဒီကနေ့ညနေပိုင်းမှာတပ်မတော်လေရင်ဖြင့်စစ်တွေလေဆိပ်ကိုရောက်ရှိကြရာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ကျော်စွာဦးပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများကနှွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြပါတယ်အဲဒီနောက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်ဦးအောင်လင်းတွေနဲ့အဖွဲ့ဟာရခိုင်ပြည်နယ်အစိုးရဖွဲ့ဝင်များပြည်내အစဉ်ဌာနဆိုင်ရာတာဝန်ရှိသူများအားပြည်내အစိုးရအဖွဲ့ရုံးစည်းဝေးခန့်မှမှတွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားပါတယ်အဆိုပါတွေ့ဆုံပွဲသို့ခီးစဉ်မှာလိုက်ပါလာတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ၏ဗိုလ်အကြံပေးအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြည်내အစိုးရအဖွဲ့ဝင်များနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါတယ်ရေဦးသောရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကကုန်စည်စီးဆင်းမှုနဲ့ကုန်စည်နှုန်းတည်ငြိမ်ရေးအတွက်ဆောင်ရွက်နေမှုဌာနဆိုင်ရာဝန်ထမ်းများအငြိမ်းစားဝန်ထမ်းများနဲ့နေရစွန့်ခွာပြည်သူများအားထောက်ပံ့ပေးနေမှုစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုဆိုလာစနစ်ဖြင့်လျှက်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ထားရှိမှုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းဆောင်ရွက်မှုဒေသခံပြည်သူလူထုအားဓာတ်ရိုက်အကျိုးပြုစေမယ့် Quick Win လုပ်ငန်းများဆောင်ရွက်ထားရှိမှုပညာရေးကျန်းမာရေးနဲ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဆောင်ရွက်နေမှုနဲ့စစ်တွေမြို့တီနှစ်200ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုများနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးများကမိမိတို့ဝန်ကြီးဌာနအလိုက်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေမှုများနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေများကိုရှင်းလင်းတင်ပြကြပါတယ်။ရှင်းလင်းတင်ပြမှုများအပေါ်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်ဦးအောင်လင်းတွေကရခိုင်ပြည်နယ်တိုင်းသားများနဲ့ဗမာတိုင်းသားများဟာစာပေလဲတူသလိုရုပ်ရည်အသွင်သဏ္ဍာန်လဲတူတဲ့နိုင်ငံသားများဖြစ်ကြပါကြောင်းနိုင်ငံရေးအကျိုးအမြတ်လိုလားကြသူများကတွေးခွဲစီယုံဟောပြောမှုလက်နက်ကိုင်အကြမ်းဖက်တောင်းကျမ်းသူများကြောင့်တည်ငြိမ်အေးချမ်းနေတဲ့ရခိုင်ပြည်နယ်ကြီးဟာလက်ရှိအခြေအနေမှာနယ်မြေမတည်ငြိမ်မှုများကြောင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရမှာနှောင့်နှေးလျက်ရှိတာကိုတွေ့ရှိရပါကြောင်းရခိုင်တိုင်းသားများဟာမြန်မာနိုင်ငံအပြင်ကမ္ဘာအနှံ့မှာနေထိုင်လျက်ရှိကြပါကြောင်းထူးချွန်ထက်မြက်တဲ့ရခိုင်တိုင်းသားများပုဂ္ဂိုလ်များများစွာပေါ်ထွက်ခဲ့ကြပါကြောင်းပြည်내ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်ရခိုင်ပြည်내ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအလားအလာကောင်းများရှိပါကြောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်내အစိုးရအဖွဲ့နဲ့အတူဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြတဲ့ဌာနဆိုင်ရာများကိုလည်းကျေးဇူးတင်ရှိပါကြောင်းရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ပြီးကြိုးစားပူးပေါင်းဆောင်ရွက်ပေးကြစီလိုကြောင်းပြောကြားပါတယ်တွေ့ဆုံပွဲပြီးမှအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်နဲ့အဖွဲ့ဝင်များဟာစစ်တွေမြို့ဗတ်စုံသုံးစိတ်ကမ်းကိုတွားရောက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီးရန်ကုန်မြို့မှာစစ်တွေမြို့သို့စံနဲ့အခြေခံစားတောက်ကုန်များလူသုံးကုန်ပစ္စည်းများတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများရောက်ရှိနေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးကြပါတယ်အဲ့ဒီလိုတွားရောက်ကြည့်ရှုစစ်ဆေးခြင်းပြည်내ဝန်ကြီးချုပ်နဲ့ပြည်내စိတ်ကမ်းအရာရှိချုပ်တို့ကဗတ်စုံသုံးစိတ်ကမ်းအတွင်းတင်မောများစိုက်ကတ်ရောက်ရှိမှုအခြေအနေကုန်တင်ကုန်ချပြုလုပ်နေမှုအခြေအနေစိတ်ကမ်းရဲ့ရေစုအတိတ်အနက်အခြေအနေတို့ကိုရှင်းလင်းတင်ပြကြပါတယ်ရှင်းလင်းတင်ပြမှုများအပေါ်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်ကလိုအပ်တာများမှာကြားပြီးစိတ်ကမ်းတစ်လျှောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်ဆက်လက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်နဲ့အဖွဲ့ဝင်များဟာဝင်ကဘာကွင်းမှာ52နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲနဲ့စတူဒီတာကျွေးမွေးနေမှုကိုလှည့်လည်ကြည့်ရှုအားပေးပြီးဒေသခံပြည်သူများအားရင်းရင်းနှီးနှီးတွေးဆုံနှုတ်ဆက်အားပေးစကားပြောကြားပါတယ်
အဲဒီနောက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ်နဲ့အဖွဲ့ဝင်များဟာအတူလမာရစိန်ပြည်လုံးချမ်းသာဖျားကြီးအားပူမြော်ပြီးပန်းရည်ချမ်းစီမီများကတ်လူပူဇော်ကဖျားကြီးတိန်တော်ဗတ်စုံပြုပြင်မွမ်းမံရန်အတွက်အလူငွေများပေးရခါဖျားဘူးလာပြည်သူများအားရင်းနှီးနှီးတွဲဆုံနှုတ်ဆက်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ